ဒါတော့ကျမချီစဖြတ်ပြီးဖြတ်ထားတာဖြစ်ပါတယ်ဒါတော့အဲ့ရဲ့တချမ်းရဲ့အရေးအတွက်ဖြစ်တယ်ဒီကူစထိုးတော့မယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ကင်ကွင်းပေါ့နော်လက်ကင်ကွင်းကတော့လက်ကင်ကွင်းလိုလိုအပ်တယ်ပြီးရင်ကျမကချီ3ရောင်ဆက်တဲ့အတွက်ကြောင့်မို့လို့အရောင်ခွဲပြီးတော့လုပ်ထားတယ်တချို့ကတကယ်လို့တရောင်လေးပဲလုပ်မယ်ဆိုလို့ရှိရင်เนาะအားလုံးစုစုပေါင်းအရေးအတွက်နဲ့အပြင်ဆိုင်မယ်เนาะတကယ်အခုကျတော့ကျမကအရေးချီ3ရောင်ခွဲထားတယ်ဖြစ်တာမို့ဒါကတော့ကျမတချမ်းပြီးသွားတယ်တချမ်းဖြစ်ပါတယ်အဲ့တော့ချီမှာဆိုလို့ရှိရင်ကျမတို့ထိတ်ကလေးတွေကိုပြီးသွားအောင်လို့ဒါမျိုးချီမယ်เนาะအဲ့တော့သူက၄ပင် site ကလေးတွေထိုးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့၄နဲ့အပင်ကို၄ပင်နဲ့ကွက်တိတွက်မယ်ပေါ့နော်အခုဒီဟာဆိုလို့ရှိရင်ကျမအဖြူကို6ပင်တစ်ချမ်းစာပေါ့နော်တစ်ခုလုံးစာဆိုရင်အဖြူဟိုက12ပင်ဖြစ်မယ်နော်အခုဒီချမ်းစာဖြစ်တဲ့အတွက်ကြောင့်ဖြူ6ပင်ပြီးရင်အညိုဒီမိခိုးရောင်6ပင်မိခိုးရောင်6ပင်နဲ့ပန်းရောင်22ပင်เนาะဒါတချမ်းစာအိတ်အတွက်ဖြစ်ပါတယ်အဲ့တော့အရှိကတော့ခုနကပြောထားတဲ့အတိုင်းဒီမှာ10ပေရှိဖြတ်ထားတဲ့အိတ်ဖြစ်ပါတယ်အဲ့တော့ဒီမှာအဖြူရောင်ကိုရင်ဆောင်စယူမယ်ဆိုလို့ရှိရင်ကျမတို့ဂွင်းမှာအရင်ဆုံးစပြီးတော့မှဒီဟာကိုဒီအလေကအဟာကိုစထိုးမယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့တဝက်ဝက်မယ်တဝက်ပြီးတော့မှကွင်းမှာအထိုင်ယူမယ်နော်ဒီမျိုးလေးယူမယ်ယူတဲ့အခါကျလို့ရှိရင်ဟိုဘက်ဒီဘက် balance မညီမှာဖြစ်ပါဆိုလို့ဒီလိုမျိုးလက်လေးနဲ့ကင်ထားပြီးတော့မှကျိုးထိုင်ယူပါမယ်နော်အဲ့တော့မြင်အောင်လားမသိဘူးနော်ဒီဖြူရင်စလုပ်မယ်နော်အဲ့တော့တဝက်ယူမယ်6ပင်အခုဆိုရင်2ပင်ပြီးပြီ6ပင်လုပ်ပါမယ်အဲ့တော့6ပင်ဒီမှာ6ပင်စိုက်ပြီးပြီ6ပင်စိုက်ပြီးတဲ့အခါမှာဒီအကျစ်အရော့အတင်းကိုကျမတို့ညှိပါမယ်ညှိမယ်ညှိလို့ကျမတို့စိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိရင်အလဲရယူမယ်ဒီဟာဒါအခြေခံဒီ8လုံးရဲ့ထိုးနေတွေချစ်နေเนาะအဲ့ဆိုရင်ဒီအလဲကနှစ်ကျိုးကိုအလဲမှာထားမယ်ပြီးလို့ရှိရင်လက်နှစ်ဖက်ကဒီဘက်ကိုကိုင်မယ်ဘယ်ဘက်ပြီးရင်ဘယ်ဘက်ကိုတင်မယ်เนาะဒီလိုကျိုးတင်မယ်ပြီးတော့အောက်ကနေရှိုးယူမယ်ပြီးတော့ဆွဲထုတ်မယ်ပြီးရင်ဒီလက်နှစ်ချောင်းကနေပြီးတော့မှဒီအလဲကို straight တဲ့ဖြစ်အောင်လုပ်ထားမယ်เนาะနှိုးလို့ရှိရင်တွန့်သွားလို့ရှိရင်ကျွန်တော်တို့ချီကျိုးအလှကိုလက်မညီဘူးเนาะအဲ့တော့ဒီဟာဒီလေးချောင်းကိုတညီတယ်ဆွဲမယ်ဆွဲတဲ့ခါကျအရန်ကြီးဆွဲလို့ရှိရင်ကျွန်တော်တို့အိတ်ကအရန်ကျစ်သွားလိမ့်မယ်အရန်ကြီးရော့လို့ရှိရင်လည်းအိတ်ကပျော့ပြေးပြေးဖြစ်သွားလိမ့်မယ်အဲ့တော့မတိုးရှော့ဒီအဲ့လိုမျိုးလေးဆွဲမယ်เนาะအဲ့ဒါပြီးရင်ဘဲပေါ်တင်ပြီးလို့ရှိရင်ညာဘက်ကိုညာပေါ်တင်ထပ်တင်မယ်เนาะညာတင်မယ်ပြီးလို့ရှိရင်အောက်ကနေရှိုးယူမယ်ဆွဲမယ်ပြီးရင်ဒါဟာတပွင့်เนาะဒါဆိုလို့ရှိရင်လေးပင်ဆိုင်တပွင့်လို့ခေါ်တယ်เนาะအဲ့တော့ဒီဟာဒီဘက်ကိုလည်းတူတူပဲဒီဘက်ကိုလည်းတူတူပဲဘယ်ဘက်ကိုတင်မယ်ဆွဲမယ်ညာဘက်ကိုတင်မယ်အောက်ကနေရှိုးယူမယ်ပြီးရင်လေးပင်လုံးကိုတနည်းရဲ့လက်အနေထားလေးနဲ့ဆွဲမယ်နော်ဟောဘယ်ဘက်ကိုတင်မယ်ညာဘက်ကရှိုးယူမယ်ဒီညာဘက်ကိုပြန်တင်မယ်ဘယ်ဘက်ကရှိုးယူမယ်ဆိုရင်ကျွန်တော်တို့ပွေးချီပါရင်နော်အဲ့တော့ဒီအောင်ကိုတတ်ထားမယ်နောက်ညိုရောင်ကိုချိုးယူမယ်ညောင်ချိုးကိုလည်းဒီလိုပဲတဝက်ယူမယ်တဝက်ယူပြီးတော့မှပြန်ဆိုင်မယ်အထိုင်ပြန်လုပ်မယ်ဒီဘေးမှာ
3ပင်ဒီဘက်မှာ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 3ပင်နော်ဒီဘက်က3ပင်ကိုလည်းရှည်အောင်ဖြူတိုင်းနဲ့အဲ့တော့ဒီဘက်မှာ3ပင်ဒီဘက်မှာ3ပင်စိုက်ပြီးပြီဆိုလို့ရှိရင်ကျမတို့အစွန်ဆုံးနောက်ဆုံးအပင်ကိုပန်းရောင်ယူပါမယ်ကျမကပန်းရောင်များများလေးဟိုအိမ်မှာတိုင်းအယောင်များများယူထားတယ်เนาะတကယ်လို့များတယောင်လေးလုံးမယ်ဆိုလို့ရှိရင်ဒါအားလုံးဒီပန်းရောင်ပဲပန်းရောင်ဆိုရင်လည်းတယောင်လေးပဲပေါ့เนาะဒါပေမဲ့နောက်ဆုံးမှာတစ်ခုတစ်ပင်စိုက်ပါမယ်ဒီပင်စိုက်ကနေရေးကြည့်ရเนาะကြည့်ထားမယ်ဒီစိုက်ပြီးတော့မှအဲ့တော့ကျမတို့ဒီလိုပန်းရောင်စိုက်တောင်းပြီးပြီဆိုရင်အစွန်ဆုံးဒီကျိုးတစ်ချောင်းကိုယူမယ်ပြီးရင်ဒီမှာဘာတော့မှချိလိုက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ထပ်ပြီးတော့မှဒီနာအပင်လေးတွေကိုထပ်ဆိုင်ဖို့လို့နော်ဒီစပြမယ်ဒီဘက်ကလည်းတူတူပဲဒီလိုနှစ်ပင်ရှိတဲ့ထဲကအစုံဆုံးတစ်ချောင်းကိုယူပြီးတော့မှတန်းဖို့မယ်နော်အဲ့တော့ဒီအစုံဆုံးနှစ်ခုကိုကြိုးတန်းတန်းလိုက်တယ်နော်ကြိုးတန်းတန်းပြီးဆိုအဲ့ကြိုးတန်းပေါ်မှာကျမတို့10တိုင်းစိုက်ပါမယ်။တိုင်း10တိုင်းစိုက်မယ်။အဲ့လိုပဲတူတူပဲဒီတိုင်းပဲစိုက်မယ်။ကျိုးကြော်ယူမယ်ပြီးလို့ရှိရင်အထိုင်အပြင်စိုက်ပါမယ်။အဲ့တော့ကျမတို့နည်းနည်းချိုးကလေးကိုတင်းအောင်ပြီးမယ်ဒီမှာဆိုရင်အခုဒီမှာဒီကျိုးကိုဒီလိုတန်းလိုက်တဲ့အတွက်ကြောင့်မို့လို့ဒီကျိုးကနေပြီးတော့တပင်ပေါ်နေရနော်ဟုတ်လားနော်ဒီတပင်ကိုဒီဘက်ကိုယူပြီးတော့မှချီမယ်နော်ဒီလိုချီဒီတပင်ကိုနေပဲအဲ့တော့ကျွန်မဒီဘက်ကနေပြီးတော့ရင်ပြလိုက်မယ်ပို့လွယ်အောင်ဘာလို့ဆိုဒီဘက်ကကျတော့ပြောင်းပြန်ထိုးရမှာဆိုတော့လေနော်ခုနကပုံနေတဲ့တပင်ဒီဟာတိုးတန်းထားတဲ့ဒီတပင်ကိုယူမယ်အဲ့တော့ဒီဟာအလဲမှာတော့ခုနကပွင့်ထိုးတယ်လို့ပဲဘယ်ပေါ်ဘယ်တင်မယ်ဘယ်ဘက်ကနေစထိုးမယ်ဒီတော့ဒီဟာလည်းတိုင်မယ်နှစ်ပင်ဆူယူမယ်
ဒီဟာကျမတို့ဘယ် line ကိုထိုးတာလဲဆိုလို့ရှိရင်ဘယ် line ကိုစပြီးကြည့်တာလဲဆိုတော့ဒီအပေါ်ဆုံးဒီအိမ်မှာဆိုလို့ရှိရင်ကျမတို့ဒီမှာဒီဘက်ကနေပြီးတော့မှဒီအပေါ်ဆုံး line ကိုနော်မြင်အောင်ဒီအပေါ်ဆုံး line ကိုစပြီးတော့မှကြည့်တာဖြစ်ပါတယ်လို့ပတ်လေးပင်တပွင့်နော်လေးပင်တပွင့်စစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစွန်ဆုံးနှစ်ပင်ဒီဟိုဘက်ကနှစ်ပင်ကလာမှာ ਨੇ ပို့သွားမယ်နော်အစွန်ဆုံးနှစ်ပင်ဒီဟိုဘက်တစ်ချမ်းအိတ်တစ်ချမ်းကလာမှာ ਨੇ ပို့သွားမယ်အဲ့တော့ဒီမှာနော်ဒီနှစ်ပင်ကဟိုဘက်ကအိတ်နောက်တစ်ချမ်းကလာတဲ့နှစ်ပင်နဲ့ဒီလိုမျိုးတစ်ပွင့်ဖြစ်မယ်နော်အဲ့တော့ဒီမှာကျမတို့ဒီဟာယူရပြီအဲ့တော့ချီကွဲပြီးတော့ပြတဲ့အတွက်ကြောင့်ပိုရှင်းနေမယ်ထင်တယ်နော်ဒီဟာကိုဒီဟာတက်ဖြစ်သွားပြီအဲ့တော့တကယ်လို့ line ညီမညီဘယ်လို line ချိမလဲဆိုဒီလိုဆိုချိလို့မရဘူးဒီလိုချိမယ်နော်အဲ့ဆိုရင်ဒုတိယ line ကိုအခုဒါပထမ line ဘာဖြစ်လို့သူကတဖြည်းဖြည်းနှိမ့်သွားတဲ့အတွက်ကြောင့်မလို့ပထမ line ကိုပေါ်တင်မယ်ဒုတိယ line မှာကျတော့စပြီးတော့မှကျစ်မယ်နော်ဆက်မယ်ဆိုတဲ့အခါကျတော့လေးပင်ယူမယ်တိုင်ရနှစ်ပင်ညိုနှစ်ပင်လေးပင်ယူမယ်လေးပင်ယူပြီးတော့မှဒီမှာလက်ဝင်ထိုးပါမယ်အဲ့တော့ဆိုရင်ပန်းရောင်နဲ့အညိုနဲ့ဒီ line နဲ့ဒီ line နဲ့ဆက်သွယ်ချက်ဖြစ်ရပါပြီနော်အဲ့တော့ကြားလို့ဒီမှာကြည့်မယ်ဆိုရင်အညိုလေးကအပေါ်ရောက်တယ်နော်ဒီဟာကိုမှတ်ထားမယ်နော်ဒီဟာမှာဒီဘက်ဒီချမ်းမှာအညိုကဒီမိခိုးရောင်ကအပေါ်မှာရောက်တယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာလည်းကျမတို့မိခိုးရောင်အပေါ်ရောင်ဘယ်လိုထိုးမလဲဆိုခဏလေးကျမပြမယ်နော်အဲ့တော့ဒါလေးကိုဒီချက်မှတ်ထားမယ်မိခိုးရောင်အပေါ်ရောက်တယ်ဆိုတော့အခုချိန်မှာတစ်လိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်အရင်မသိတာသေးဘူးเนาะခဏလေးကြာလို့ရှိရင်အလိုင်းနေများလာတဲ့ခါကြာလို့ရှိရင်မိခိုးရောင်ကြီးပဲတတ်ပေါ်နေတဲ့ဟာမျိုးဖြစ်အောင်ထိုးရပါမယ်ပြီးတော့မလို့နှစ်ခုကိုဆက်မယ်လေယာဟာကိုယူမယ်အဲ့တော့ကျမတို့ဒီကျိုးကိုဒီတိုင်းလွတ်ထားပါမယ်เนาะဒီလိုအဲဆိုဒီကျိုးကိုသွားဆက်လိုက်လို့ရှိရင်ကျမတို့ alignment လွဲသွားနိုင်မယ်เนาะအဲ့တော့သက်စီလွတ်ထားမယ်เนาะအဲ့တော့ဒီမှာပြီးသွားပြီဆိုတဲ့အခါကျတော့ဒီနှစ်ခုကိုတော့ဆက်ပြီးသွားပြီအဲ့တော့ဒီဟာနဲ့ဒါနဲ့ကိုပြန်ဆက်မယ်เนาะအဲ့တော့ဒီနှစ်ကျိုးကိုယူပါမယ်အဲ့တော့နောက်ဒီကျိုးလာပြီဆိုတဲ့အခါကျလို့ရှိရင်ဒီလိုပဲအကျိုးဒါနဲ့ကိုဆက်ပါမယ်နော်ဒီကဲလို့ line ကိုကျမတို့
တေချာမတိဘူးဆိုလို့ရှိရင်ဒီအကျိုးဒီလိုချင်းကြည့်လိုက်ဆို line လေးဖြစ်နေပြီနော်တဲ့နော်အဲ့တော့ကျမတို့ခုနကပြောထားတယ်လို့ပဲဒီလိုမျိုးအညိုရောင်မိခိုးရောင်ကလေးအပြင်ကိုထွက်နေမှတာလေတစ်ဖက်နဲ့တစ်ဖက်ညီမယ်ဒီလိုအယောင်ဆက်တဲ့လူတွေအနေနဲ့အဲ့ခါကျတော့ဒီလိုဒီဟာထွက်ဖို့အတွက်ဆိုလို့ရှိရင်ဒီဘက်ကဖြောင်းမြန်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဖြောင်းမြန်ရဲရပါမယ်နော်ခုနကဘယ်ဘက်ကိုအရင်စသလိုစပေမဲ့ဒီဘက်မှာကျလို့ရှိရင်ညာဘက်ကိုအရင်စပါမယ်ခုနကတကြိုးယူမယ်ဘာတန်းပဒန်းတာလာတယ်အပိုတကြိုးကိုယူမယ်ပြီးရင်ဒီဘက်အဲ့ခါကျတော့ညာဘက်ကနေအရင်စပါမယ်နော်ညာဘက်ကနေစပြီးတော့မှဒီလိုရှိုးယူမယ်ကြတော့ဒီဟာလေးကဒီဘက်မှာမရောက်တော့ပဲねဒီ queen လေးအပြင်မှာရောက်တယ်နော်ဒီလိုမျိုးနော်ဒါလည်းအထူးတူပဲညာဘက်ကနေရစမယ်ကဲဒီဘက်ချမ်းမဆိုရင်ကျမတို့ညာဘက်အားစိုက်ပြီးတော့မှရက်လိုက်တာပြီးသွားပြီเนาะအဲ့တော့ဒီဘက်အတိုင်းပဲကျမတို့နောက်ထပ်ဒီဘက်နှစ်ပင်ကိုယူပါမယ်ယူတဲ့အခါကျလို့ရှိရင်ဒီမှာဆိုရင်တွေ့လားเนาะအဲ့ဆိုဒီဟာကဒီ line လေးကပုံမြင့်တဲ့အတွက်ကြောင့်မို့လို့တစ် line ပို့တယ်ဒီ line ကဒုတိယ line ဖြစ်မယ်เนาะအဲ့တော့ဒါကိုလည်းဒီလိုပဲညာဘက်ကနေပြီးတော့အားပြုပြီးတော့ယူပါမယ်ညာဘက်အားပြုပြီးတော့မှယူမယ်ယူပြီးကဲဒီမှာညာဘက်အားပြုပြီးတော့မှယူလိုက်တဲ့အတွက်ကြောင့်မလို့မိခိုးရောင်ကလေးကဒီဘက်ကိုတွေ့လားเนาะဒီဘက်ခြံနေညီရောင်ညီပြီးတော့မှပေါ်သွားပြီเนาะညီတကယ်လို့မှကျမတို့ကညာဘက်အားပြုပြီးမလုပ်ဘူးဆိုလို့ရှိရင်ကျမပြမယ်เนาะကျမတို့ဘယ်ဘက်နဲ့ပဲထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီပုံမှန်ရက်တဲ့အတိုင်းပဲရက်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြမယ်เนาะဒီအယောင်အထူးသဖြင့်အယောင်ဆက်တဲ့လူတွေကနည်းနည်းလေးအဲ့လို adjust လုပ်ရမယ်เนาะအယောင်မဆက်လို့ရှိရင်เนาะဘယ်ဘက်အားပြုပြီးလုပ်ပေးရတယ်เนาะအဲ့လိုမျိုးလုပ်တဲ့ခါကျတော့ဒီလိုမျိုးအညိုရောင်မိခိုးရောင်ပေါ်ရမယ့်နေရာမှာဘာပေါ်ရမလဲဆိုတော့ပန်းရောင်ပေါ်သွားမယ်เนาะအဲ့ခါကျတော့တောက်လျှောက်အရှိကြီးထိုးလိုက်တဲ့ခါကျလို့ရှိရင်အရှိအိတ်ကကြီးလာတဲ့ခါကျလို့ရှိရင်ဒါတစ်ဖက်တစ်ဖက်ကမညီတဲ့ခါကျတော့အယောင်ဆက်တဲ့လူတွေအနေနဲ့ဒါနဲ့တိတ်အဆင်မပြေဘူးမလှဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ကျမကဒီဘက်ကိုကျတော့ဘယ်ဘက်အားပြုပြီးတော့မှရက်ပြီးတော့မှဒီဘက်ကိုတော့ညာဘက်အားပြုပြီးရက်တာဖြစ်ပါတယ်เนาะအဲ့တော့တကြောင်တစ်လိုင်းပိုရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီကောင်ကဒီလိုလိမ့်သွားတဲ့အတွက်ကြောင့်မို့လို့ဒီဟာဒီဘက်ကိုမြင်တဲ့အတွက်ကြောင့်မို့လို့မှတစ်လိုင်းပို့တယ်เนาะအဲ့တော့ဒုတိယခြေကိုယူမယ်ကျွန်တော်တို့ဒုတိယ line ကိုထိုးပါမယ်ညာဘက်အားပြုပြီးတော့မှဒီခါကျရင်တကယ်လို့ဖြစ်တဲ့ဆိုရင်လေယာဉ်ကျိုးလေးကိုဆွဲပိုင်မယ်ကျိုးလုံးကနည်းနည်းကြီးတဲ့ထွေးကြောင့်မို့လို့ပေါက်ကလေးနဲ့ကျဲတတ်တယ်เนาะအခါကျလို့ရှိရင်အရင်ကြီးဆွဲရင်လည်းလက်ရမ်းနာတယ်ပြီးတော့အရင်ကြစ်ကြီးဖြစ်သွားတတ်တယ်เนาะအဲ့ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဖက်ညီပါပြီเนาะတစ်ဖက်ညီမညီကျမတို့ဘယ်လိုချိမလဲဆိုလို့ရှိရင်တကယ်လို့ဒီလိုမျိုးချိလို့ရှိရင်လည်း alignment လွဲနေတဲ့ခါကျကျွန်တော်တို့ဒီလိုချိမယ်เนาะအဲ့ဆိုရင်ဒီမှာညီပါပြီเนาะဒီမှာမိခိုးရောင်လေးရလဲနှစ်ဆင်เนาะဒီမှာနော်အဲ့တော့ကျမတို့ line လေညီသွားပြီဆိုတဲ့ခါကျတော့ညီသွားပြီဆိုတဲ့ခါကျကျမတို့အလဲကိုယူမယ်เนาะကျမတို့ဘလို့ခွဲမလဲဒီဘက်ဆိုရင်ညာဘက်ကိုအားပြုပြီးတော့ထိုးမယ်ဒီဘက်ကိုဆိုလို့ရှိရင်ဘယ်ဘက်ကိုအားပြုမယ်အဲ့တော့ line ကိုကျမတို့ခွဲမယ်ဆိုလို့ရှိရင်ဒီကနေခွဲမယ်နောက်ဆုံးဒီဘက်မှာတွေ့တဲ့အခါဟိုဘက်ဒီဘက်ပြန်ကတ်တဲ့အချိန်အထိကျမတို့ဘယ်ဘက်အားပြုညာဘက်အားပြုဒီအောက်ဘက်ပိုင်းကိုရှည်လာလို့ရှိရင်တဖြည်းဖြည်းနဲ့ပို့ပြီးရှင်းလာလိမ့်မယ်เนาะအဲ့တော့နှစ်ခုခွဲလိုက်မယ်နှစ်ခုခွဲပြီးတော့မှဒီဘက်ကိုညာဘက်အားပြုပြီးထိုးမယ်ဒီဘက်ကိုဘယ်ဘက်အားပြုပြီးတော့မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးခွဲပြီးတော့မှဒီဘက်ကိုဘယ်ဘက်
အဲ့ဆိုတော့ရက်တဲ့ခါကျလို့ရှိရင်လေတလိုင်းချင်းစီ beginner တွေအတွက်လေတလိုင်းချင်းစီရက်တာပိုကောင်းနိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ line ပို့ပြီးတော့မှတည်တယ်တကယ်လို့ကျွမ်းကျင်တဲ့လူကတော့ကိုယ်ပဲ line ရောက်နေပြီဆိုပြီးတော့တည်တယ်ဒါပေမဲ့ဆဆချင်းရက်တဲ့လူတွေအတွက်နဲ့ဆိုလို့ရှိရင်တော့ဒီ line ချင်းစီထိုးသွားတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်နော်အဲ့တော့ဒီမှာနှစ်ခုကိုချီမယ်ဒါကတော့ဒါဒီဘက်တစ်ချမ်းလုံးကတော့ဘယ်ဘက်ကိုအားပြုပြီးတော့မှရက်တာဖြစ်တယ်အဲ့တော့ကြည့်မယ်နော်ဒီမှာအဖြူရောင်လေးကပေါ်လာပြီနော်သူကတလိုင်းချားမှာ line ကလေးပေါ်မယ်နော်အခုဆိုရင် line မပေါ်တဲ့ line ဒီ line ဖြစ်မယ်နော် line မပေါ်တဲ့ line အမိကိုရောင်မပေါ်တဲ့ line ဖြစ်မယ်အဲ့တော့တ line မှာနှစ်ပင်စီပို့လာမယ်နော်နှစ်ပိုင်းတ line မှာနှစ်ပင်စီပို့လာပြီးတော့ဒီလိုမျိုးလေးဖြစ်မယ်ဒါမှနောက်တစ်ဖက်တစ်ချမ်းနဲ့ဆက်ဖို့အတွက်နော်အဲ့တော့ဒီဟာတစ်ဝက်ကိုဘယ်ဘက်အားပြုပြီးထိုးမယ်တစ်ဝက်ကိုညာဘက်အားပြုပြီးထိုးမယ်နော်ကျွန်တော်ဘာနဲ့ခွဲမလဲဆိုလို့ရှိရင်ဒီလိုတွေ့လားနော်ဒီလိုပေါ်လာတယ်အယောင်ဆက်ဒီမှာပေါ်လာတဲ့ဟာလေးနဲ့ခွဲမယ်နော်ဒီလိုအယောင်ဆက်တွေပေါ်လာတာတပင်းချောင်းမှာပေါ်ရမယ်နော်ခုနကကျွန်မပြောသလိုတစ်ဝက်ခွဲပြီးတော့မှဘယ်ဘက်အားပြုညာဘက်အားပြုဆိုပြီးတော့မှကျွန်မပြောတယ်နော်အဲ့တော့ဒီတလိုင်းကပြီးပြီဒီတလိုင်းလုံးကကျွန်မတို့ဘယ်ဘက်အားပြုပြီးထိုးထားတဲ့အတွက်ကြောင့်မို့လို့ဒီနှစ်ခုကိုဆက်တဲ့ခါမှာလည်းဒါဘယ်ဘက်အားပြုပြီးတော့မှတပင်ထိုးမယ်နော်တကယ်လို့ညာဘက်အားပြုခြင်းနဲ့ဆိုတဲ့သဘောပါနော်ဒါပေမဲ့ကျွန်မကပထမဦးဆုံးပထမ line မှာဘယ်ဘက်ကိုအားပြုထားတဲ့အတွက်ကြောင့်မို့လို့ကျွန်မဘယ်ဘက်အားပြုပြီးတော့ပဲဆက်ထိုးမယ်ဆက်ချစ်တဲ့ခါကျလို့ရှိရင်ဒီဘက်တောင်ကိုအလဲယူလိုက်မယ်အလဲယူပြီးတော့မှဒီဘက်ကိုဘယ်ဘက်အားပြုပြီးတော့မှထိုးမယ်ဒီဘက်ကိုညာဘက်အားပြုပြီးတော့မှရေးမယ်နော်အဲဆိုလို့ရှိရင်ကျွန်မဒီကနေပြီးတော့မှတလိုင်းချင်းစီမှာနှစ်ပင်စီပို့ပြီးတော့မှဒီလိုမျိုးလေးနဲ့ဒီလိုမျိုးလေးရက်သွားမယ်နော်ပြီးတော့မှနှစ်ခုဆက်မယ်နော်အဲဆိုရင်ကျွန်မနှစ်ချမ်းပြီးသွားပြီအဲ့ဒီနှစ်ချမ်းကိုလာပြီးတော့ဆက်မယ်နော်ဆိုရင်ကျွန်တော်တို့ချိုးတန်းထားတဲ့ဟာဖြုတ်လို့ရပါပြီဒီနှစ်ချမ်းကိုကျွန်မလာပြီးတော့ကပ်ပါမယ်ဒါဒီဘက်ကမှပဲနော်အဲ့တော့ဒီနှစ်ချမ်းကိုရှာဒါဒီလိုလာကပ်မယ်နော်အဲ့တော့ခုနကဂျိုးတန်းထားတဲ့ဂျိုးနှစ်ခုကိုအလဲကိုထားပြီးတော့မှကျွန်မချစ်ပါမယ်ဆိုရင်ဒီမှာနော်ဒီဂျိုးနှစ်ချောင်းနော်ဒီမှာလည်းဒီဘက်ကလည်းဂျိုးနှစ်ချောင်းနော်ဒီဆိုရင်ဒီမှာအဲ့တော့ဒီမှာနော်အလေဂျိုးချောင်းကိုနော်ဆိုရင်နော်ဒီမှာဆိုရင်ကျွန်မညာဘက်အားပြုပြီးတော့ချစ်မယ်အလိုက်တင်လေးပေါ့နော်နော်ဆိုရင်
ဘက်အပြုပြီးတော့မှစတင်မယ်ဒါအယောင်ဆက်တဲ့လူတွေအတွက်ပဲအပညာပဲအပြုဆိုပြီးတော့မှအလိုက်တင်လေးจิตတာเนาะတကယ်အယောင်တစ်ခုတည်းဆိုလို့ရှိရင်ဘယ်ဘက်အပြုပြီးတော့မှတခါလေးနဲ့အဲ့လုံးจิตသွားလို့ရရင်เนาะအဲ့ဒါဆိုရင်ဒီလိုဖြန့်လိုက်လို့ရှိရင်ပို့ပြီးတော့เนาะဆိုအဲ့တော့ဒီဟာကိုလည်းဒီလိုမျိုးကျွန်မတင်မျိုးလေးဖြန့်ဆက်ပြီးတော့จิตမယ်เนาะဒီမျိုးโอเคဒါကတော့ပြီးသွားပြီဆိုတော့အရှိအဲ့တော့အဲ့ကြီးကြီးရဲ့သေးအရှိကိုလိုအပ်တဲ့အရှိလောက်ဆိုလို့ရှိရင်ဒါတော့ပဲပေါ့နော်အဲ့ဆိုရင်ကိုဒီမှာအခြေလုံးမဲ့အရာပေးလိုက်တယ်နော်ဒီမှာဒီအရာလေးပြီးသွားပြီတစ်ပတ်ပြည့်ပြီးသွားပြီနော်အဲ့ဆိုဒီတစ်ပတ်ထိုးပြီးသွားပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီအစာရေးပုံစံအိတ်ပိတ်မယ်ဒါဆိုလို့ရှိရင်ဒါဟာဒေါင်းပေါ့နော်ဒေါင်းကိုဒီလိုမျိုးယူကြည့်လိုက်တဲ့အခါကျလို့ရှိရင်ဒါဟာအလေစင်တာနော်ဒီဟာနော်အဲ့တော့ဒီအပွင့်ဟာအလေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီနှစ်ခုယူပါမယ်ယူပြီးတော့မှဒီမှာတပွင့်ထိုးမယ်အဲ့တော့အိတ်ကြီးသလိုဒီအခြေကိုလည်းအိတ်ပိတ်ကိုလည်းကြီးလုပ်တယ်ဒါပေမဲ့ကျမကတော့ဒီအိတ်ပိတ်ကိုကျိုးကတုတ်တဲ့အတွက်ကြောင့်မလို့3တန်းလုပ်ပါမယ်အဲ့တော့ဒီမှာတစ်ခုရပြီအဲ့တော့ဒီမှာနောက်တစ်ခုလုပ်မယ်အလဲကိုဒီအပွင့်ကိုအလဲပြုတ်ပြီးတော့မှဒီဘက်မှာနောက်တစ်ခုထပ်ထိုးမယ်အဲ့တော့ဒါကိုအလဲပြုတ်ပြီးတော့မှဒီဘက်မှာနောက်တစ်ခုထိုးပါမယ်ဒါဒီအရေးရွယ်စားပေါ်မှာမူတည်ပြီးတော့မှမိမိတက်တယ်လို့ညှိလို့ရရနော်အဲ့တော့ကျမတို့နောက်ဒီမှာ3ပွင့်နော်ဒါလို့ဆိုအလဲ line ဒါလဲ line ပေါ့နော်အဲ့တော့ဒီမှာ3ပွင့်ပြီးတော့ပြီဆိုလို့ရှိရင်3ပွင့်ရဲ့ဒုတိယ line ဖြစ်တဲ့အောက်မှာline 2ပွင့်ထိုးမယ်ဆိုရင်2ပွင့်ပြီးဒီအိတ်ပိတ်တာလေးကိုနည်းနည်းလေးကြည့်ဆိုင်ပြီးကြည့်လိုက်နော်ဆိုတော့ကျွန်တော်တို့ envelope စာအိတ်ပိတ်လို့ပိတ်မှာနော်အဲ့တော့3 line ပြီးတော့2 line 2 line ပြီးတော့1 line နော်အဲ့တော့ကျမတို့ဒီမှာတောင်းချွန်လေးဖြစ်သွားပြီနော်အဲ့တော့တောင်းမှာ3 line ပြည့်ပြီဆိုလို့ရှိရင်ဒီဘက်တောင်းကိုလည်း3 line ထိုးပါမယ်နော်ဒီဘက်မှာလည်းဒီမှာ1 line 3 line ရက်ပါမယ်ရက်ပြီးတော့မှဒီကျိုး1 line ဒီမှာလည်းဒီအလယ်မှာလည်း3 line ဆက်ပြီးတော့မှရက်ပါမယ်အဲ့တော့ဒီမှာဒီလောက်ထိရက်ပြီးနေပြီနော်ဆိုရင်ဒီမှာဆက်ပြီးတော့ရက်မယ်ဒီထိနော်ဒီ3 line ထိုးထားတဲ့ဒီနှစ်ခုကိုဆက်ပြီးတော့မှဒီသူ့ပုံစံအချွန်လေးအတိုင်းပဲကျမတို့ဒီလိုမျိုးစောင်းပြီးတော့မှ3 line ထိုက်ရပါမယ်အဲ့တော့ကျမအခု3 line ပြီးသွားပြီเนาะဒါဆိုလို့ရှိရင်အဲ့ရဲ့ base เนาะဒီက3 line ဒါတော့အရာပေးတာเนาะအဲ့ဆို3 line envelope အစာအိတ်ပုံစံလေးเนาะဒီဘက်ကချွန်လေးနဲ့ဒီဘက်ကချွန်သွားမယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့အိတ်ကချုပ်လိုက်တဲ့အချိန်မှာဒီတောင်းတစ်ခုကိုဆွဲချုပ်လိုက်တော့ဒီတောင်းလေးကဒီလိုဝင်သွားမယ်ဒီဟာလေးကလည်းဒီလိုဝင်သွားပြီးတော့မှအိတ်ကဒီလိုပုံစံလေးဖြစ်သွားမယ်နော်အဲ့တော့ဘယ်လိုချုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြောင်းပြန်လှမ်းပါမယ်အဲ့တော့ဒီဘက်ကတစ်ခုနဲ့ဒီဘက်ကနေကိုကျွန်မစုချုပ်တဲ့နေရာမှာကျွန်တော်တို့အလွယ်ကဆိုလို့ရှိရင်2မျိုးတင်ပေးမယ်နော်2မျိုးပြောပြမယ်အဲ့တော့အလွယ်ကတော့ကျွန်တော်တို့ဒီနှစ်ခုဆိုရင်
ဒီနှစ်ခုအဲ့လိုမျိုးပေါ့နော်တစုံစီယူမယ်အဲ့တော့ဘဲပေါ်ဘဲကျိုးပေါ်ညာကျိုးတင်ပြီးကျွန်းထိုးဒီလိုမျိုးချီမယ်ပြီးလို့ရှိရင်ညာကျိုးပေါ်ကိုဘဲကျိုးကိုတင်မယ်เนาะပြီးလို့ရှိရင်ကျွန်းထိုးမယ်တပိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဒါမျိုးပြုလုပ်ပြီးတော့အသိချီလိုက်မယ်အဲ့ဒါဆိုရင်လည်းအိတ်ကဒါအလွယ်အိတ်ပိန်ပြီပေါ့နော်ကျမတို့အိတ်ကိုနောက်တစ်မျိုးကတော့ကျွန်တော်တို့အပြန်ကြည့်လိုက်တဲ့ခါကျတော့လေတရက်ကလေးဖြစ်တဲ့နေရတော့ကျွန်တော်တို့ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကိုဘယ်လိုလုပ်မလဲဆိုရင်ဆွဲချုပ်မယ်ဒီအပွင့်တွေထိုးတဲ့အတိုင်းပဲဒီအလဲနှစ်ခုကိုယူမယ်ပြီးလို့ရှိရင်နော်ပွင့်ထိုးမယ်နော်တပွင့်ထိုးမယ်ပြီးရင်ဒီကျိုးနှစ်ခုလွှတ်ထားမယ်ပြီးရင်ဒီလိုပြန်လာမယ်ဒီဘက်ကိုဒီကျိုးပဲအရှိလိုက်ဆွဲယူရမယ်နော်ဒီကျိုးနဲ့ပဲအဲ့တော့ဒီမှာတပွင့်ပြီးပြီဒီဘက်ကဒီကျိုးယူမယ်ဒီဘက်ကဒီတပွင့်မှာကျိုးတွေအောက်မှာကြံမကြံခဲအောင်လက်နဲ့နဲ့တက်မယ်နော်အဲ့ဆိုရင်ဒီလိုဒီကျိုးယူမယ်ပြီးရင်ဒီဥတိုင်းရင်းနှစ်ကျိုးကိုပဲအခြေပြုပြီးတော့ဆွဲသွားမယ်နော်အဲ့လိုကျမတို့ဆွဲနေတဲ့အချိန်တွင်းမှာတပွင့်ပြီးတိုင်းကျမတို့ဥတိုင်းမြင်းကိုဖြောင်းအောင်ပြန်ပြီးတော့မှညှိပေးမယ်နော်မဟုတ်လို့ရှိရင်ကျိုးကတွန့်ပြီးတော့မှအလှပဲမှာမလှဖြစ်နေတတ်တယ်နော်အဲ့ဆိုရင်ဒီအောင်နှစ်ခုပြီးသွားပြီဆိုရင်ဒါကိုတထားထားမယ်ပြီးရင်နောက်တစ်ကြိုးကိုအဲ့တော့ဒီလိုမျိုးတည့်နေရမယ်နော်အဲ့တော့ဦးတိုင်းမြင်းကိုပဲအလေပြုတ်ပြီးတော့ဆွဲမယ်ပြီးရင်နောက်တစ်ကြိုးယူမယ်ပြီးရင်သူ့အတိုင်းပဲဆွဲချုပ်မယ်ဆွဲချုပ်တဲ့အခါမှာလက်ကလေးနဲ့အပေါက်ကလေးပိတ်အောင်လို့နော်ဆွဲချုပ်မယ်အလယ်မြင်းကိုလက်ကလေးလေးကိုအောက်ကနေသားထုတ်ပြီးတော့မှဖြောင်းညှိမယ်နော်ပြီးရင်နောက်တစ်ကြိုးယူမယ်အဲ့တော့ပြီးသွားတဲ့ကြိုးတွေအားလုံးကိုပေါ်တင်ထားမယ်တသက်ကလေးဖြစ်သွားအောင်မောင်ချီချိုးတဲ့ဒီပါသွားလိမ့်မယ်အဲ့တော့နောက်တစ်ကြိုးယူမယ်နောက်တစ်ကြိုးကိုလည်းဒီလိုဆိုရင်အပေါက်ကြီးဖြစ်နေနော်တွေ့လားနော်အဲ့ဒါဆိုလိုမျိုးလေးဆွဲမယ်နော်ရောကျွန်တော်တို့ဒီလိုယူမယ်တမင်းပြီးတိုင်းမှာတမင်းဖြောင်းအောင်လုပ်ထားမယ်ပြီးရင်ဒီမှာဒီတစ်ခုပြီးပြီဆိုရင်ပေါ်တင်ထားမယ်အဲ့တော့နောက်ဆုံး3လိုင်းမြောက်ဒီမှာနော်တစ်ခုလာမယ်ပြီးရင်ဒီဘက်ကလည်းတကြိုးလာမယ်နော်တော့ကျမတို့ဒီဘက်ပြီးကပြီနော်ဒီဘက်ဆိုရင်ဒီနေ့ကျိုးအဲ့တော့ဒီနေ့ကျိုးကိုထားထားမယ်နော်အဲ့တော့ကျမတို့3လိုင်းပြီးပြီနော်ပြီးတော့ဒီဘက်ပြီးပြီဆိုရင်ဒီတောင်ကလေးကိုလာပါမယ်တကယ်လို့ကျိုးတွေရှုပ်မှာဆိုလို့ရှိရင်ကိုပြီးသွားတဲ့ကျိုးကိုခြီပြီးတော့ထားလိုက်နော်ထုံးပြီးတော့ထားလိုက်ရှင်းလာမသိဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီတောင်ပြီးပြီဆိုလို့ရှိရင်ဒီဘက်တောင်ကိုလာပါမယ်ဒီဘက်တောင်မှာလေခုနကဒီဘက်ကတောင်လို့ပဲကျိုးဒီမှာနော်ဒါတောင်လဲဘိုးနှစ်ကျိုးယူမယ်ပြီးလို့ရှိရင်ဘေးကတကြိုးစီကိုအောက်ကအကျိုးတွေရှင်းထားမယ်ထဲထဲဝင်လာဖြစ်မှာဆိုလို့အလေတကြိုးယူမယ်ပြီးရင်တပွင့်ထိုးမယ်အဲ့တော့ချက်တဲ့ချိန်မှာအပေါက်ကလေးပိတ်အောင်လို့
ဒီနော်ပြီးကျိုးထားလာမယ်ပြီးအလဲကျိုးယူမယ်ပြီးနောက်တစ်ကျိုးနော်နောက်တစ်ကျိုးယူမယ်နောက်တစ်ကျိုးယူမယ်ဒီမျိုးဆွဲစီမယ်နည်းလေးအာယုံစိုက်ပြီးကြည့်ထားပေးမယ်နော်ဆိုရင်ဒီလိုပောက်ကလေးတွေကိုဆိုအိတ်ချုပ်တဲ့ချိန်မှာဒီ base ကိုချုပ်တာလည်းရေးကြည့်ရနော်အိတ်ထိုးတဲ့ချိန်မှာဆိုရင်အဲဒီတော့တွေ့လားနော်ပြီးရင်ဒါမျိုးထားမယ်ပြီးရင်လေယာကျိုးကိုသေချာပြန်ညှိမယ်ဒါဆိုအဲ့လေယာကျိုးကိုညှိလိုက်ခြင်းအပြင်ဒီကျိုးနဲ့လည်းညှိသွားရနော်လိုမျိုးလေးတက်တယ်လေးဖြစ်သွားရနော်ပွင့်ထိုးတဲ့ချိန်မှာဆိုအပေါက်နေတယ်ပေါက်သေးသွားတယ်တော့ပြီးကိုအဲ့တော့ပဲဒီလက်နှစ်ချောင်းကလည်းဒီအလေကျိုးကိုဆွဲဖို့မမေ့နဲ့နော်ကျွန်တော်တို့ဒီအောက်ကနောက်ထပ်တစ်ပွင့်လာမယ်ပြီးတော့ဒီမှာဆိုရင်ပေါက်ကိုစီတော့အောင်ပိတ်ပါမယ်ပိတ်ပါမယ်အဲ့တော့ကျွန်တော်တို့အလေးကိုလာမယ်ဒီကိုယူမယ်ပိတ်မယ်တော့လေရောက်လာပြီနော်ညာအနားနှစ်ဘက်ကချစ်ပြီးလို့ထွက်လာတယ်ချိုးကိုကျွန်တော်တို့အပေါ်ပြန်တင်မယ်နော်ဆိုရင်ကိုလေးကိုရောက်လာပြီကြာနော်ချစ်ပြီးလို့ထားလာဒါဆိုရင်အနားတည်ပြီလို့ကျမတို့တွက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ချစ်ပြီးတော့ထွက်လာတဲ့ချိုးကိုပြင်ဖို့ထုတ်ပါမယ်နော်ဆက်ပြီးတော့မှအလေဒီလိုမျိုးဆက်ချစ်ပါမယ်ဒီတော့ဝက်ထိချစ်မယ်နော်အဲ့တော့ဒီမှာရပြီအဲ့တော့ကျိုးကျွန်တော်တို့ဒီနှစ်ပင်ကိုအလဲပြုတ်ပြီးတော့မှတကြိုးချင်းအလဲကိုညှိပြီးတော့မှဒီတစ်ဝက်ထိကျစ်မယ်နော်အဲ့တော့ဒီဘက်ကနေပြီးတော့ချုပ်လာတာရက်လာတာတစ်ဝက်ရှိပြီနော်ဒီဘက်ကလည်းရက်လာတာတစ်ဝက်ရှိပြီအဲ့တော့ကျမရှင်းသွားအောင်လို့ကြိုးလေးနဲ့ပို့တဲ့ချီကိုဂျိုးနဲ့ချီထားရနော်ဂျိုးနဲ့ချီထားတဲ့ခါကျတော့အဲ့တော့ဒီဟာကအလဲကျိုးနော်အလဲကျိုးအဲ့ဒီအလဲကျိုးမှာဒါလေးပဲခြံတော့နော်အဲ့မှာကျမချီဘလို့ခိုးမလဲဆိုတဲ့ဟာကိုကျမပြမယ်နော်တကယ်လို့ဒီအောင်ဆိုလို့ရှိရင်နှစ်ဖားကျိုးလေးကိုအပေါ်ကိုတင်မယ်မှာဒီဟာဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့မှရက်မယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုဒီအပွင့်လေးရထိုင်ညီအောင်လက်ကလေးနဲ့လုပ်မယ်လက်ကလေးနဲ့ညှိမယ်အဲ့တော့ဒီလိုဟာမျိုးမှာဆိုရင်ကျမတို့ဒီမှာဆိုရင်ဒါ၄ပွင့်နော်အဲ့တော့ဆိုရင်ကျမဒီမှာတစ်ပင်ရမယ်
ဓိကကတော့ကိုရက်မဲ့ဘေးရယူမယ်အပင်နဲ့အလေဥတိုင်းလမ်းညီယူနေပေါ်ရေးကြည့်ရနော်ဒီလိုမျိုးလမ်းပိုနေရပြီအပင်များမယ်ဆိုလို့ရှိရင်ဒါဆိုရင်ဒါရက်ပြီးတဲ့အပင်ကိုဒီမှာပတ်ဖယ်ထားမယ်ဘေးပင်ကိုပဲဖယ်မယ်နော်လေပင်ကိုမဖယ်ဘူးအဲ့တော့ဒီပင်ဆိုရင်ဒါဆိုရင်ကျမတို့ခိုးမယ်ဆိုပါစို့နော်ဒီကျိုးကိုခိုးလိုက်ဘာဖြစ်လို့ဆိုတော့ဒီလိုရေးသွားလို့ရှိရင်ဒီလို alignment မညီပါဆိုတဲ့အတွက်ကြောင့်မို့လို့ဒီလိုဟာမျိုးကိုခိုးမယ်ဆိုအနားစာကိုလုံးဝမခိုးနဲ့အနားစာကိုခိုးလိုက်လို့ရှိရင်ဒီအပေါက်ကပိုကြီးသွားလိမ့်မယ်နော်ဒီအပေါက်ကလေးကပိုကြီးသွားလိမ့်မယ်အဲ့တော့ဒီလိုနှစ်ပင်ပူးနေတဲ့ဟာဆိုလို့ရှိရင်တပင်ခိုးလို့ရတယ်ဒီဘက်မှာလည်းနှစ်ပင်ပူးနေတဲ့ဟာတွေကတပင်ကိုခိုးလို့ရတယ်နော်အဲ့ဒီတော့ဒီတပင်ကိုကျမတို့ဒီပေါ်တင်လိုက်မယ်အဲ့ခါကျရင်ဒါဆိုရင် alignment ပို့ပြီးတော့ညီပါမယ်နော်ဒီလိုမျိုးနဲ့ကျမတို့အိတ်ကိုယူမယ်နော်အိတ်ကိုယူတဲ့အခါကျလို့ရှိရင်အခုကျမတို့ဒီအပေါက်ကိုအလေကိုနော်အလေကိုအပေါက်ပိတ်မယ်နော်ဒီဘက်ကလည်းကျမတို့ဒီဘက်ကဆိုရင်ဒီဘက်ကိုလည်းအဲ့တိုင်းပဲခုနကတပင်ခိုးမယ်အလေပင်ကိုခိုးမယ်နော်ဒီအောင်ပေါ်တင်ထားမယ်အဲ့တော့ဒီမှာဆိုရင်ဒါပဲချန်တော့ရနော်အဲ့တော့ဒီအပေါက်ကိုပိတ်မယ်နော်ပိတ်တဲ့အခါမှာနည်းလေးလိုက်ကြည့်ထားမယ်နော်ဒီလိုစိုက်ပြီးတော့အဲ့ဆိုရင်ကျမတို့ဒီလိုမျိုးလုပ်လိုက်မယ်နော်ဒီလိုမျိုးအချီကျိုးဒီဘက်ကလာတဲ့ကျိုးကိုလိုက်တင်ကလေးဒီရှေ့ကိုဆွဲမယ်ဒီလိုက်တင်ကလေးဒီဘက်ကလာတဲ့ကျိုးကိုလိုက်တင်ကလေးဒီလိုမျိုးဆွဲမယ်နော်ဆွဲပြီးတော့မှဒီအပေါ်ကနေပြီးတော့မှကျမတို့အဲ့တော့ရက်လို့ကောင်းအောင်နည်းနည်းလေးရော့လေးလုပ်ထားလိုက်နော်ဒါမဲ့ဒီကျိုးကနှစ်ကျိုးကတော့ဒီလိုမျိုးရှက်နေရမယ်နော်ဒီလိုမျိုးနော်ပြန်ပြမယ်နော်ဒီလိုဒီဟာကိုလာမယ်ဒီဘက်ကိုလာမယ်ဒီဘက်ကကျိုးကလည်းဒီဘက်ကိုသွားမယ်အဲ့တော့ဒီလိုမျိုးလေးအလယ်မှာခွင်းကလေးနဲ့လက်ထိုးလို့ရအောင်လေနော်လက်ကလေးခွင်းကလေးကိုသွင်းလို့ရအောင်အဲ့လောက်ကလေးလုပ်ထားမယ်ပြီးတော့ခုနအတိုင်းပဲဘယ်ချိုးတင်မယ် basic ဒီအပွင့်ရက်တလို့ပဲဒါပေမဲ့အလယ်မှာကျိုးကိုနှစ်ချောင်းထားမယ်အစားလေးချောင်းထားလိုက်တဲ့သဘောပေါ့နော်ကျမတို့နှစ်ချောင်းထားမယ်အစားလေးချောင်းချိုးချလိုက်တဲ့သဘောပဲနော်နောက်ချိုးတစ်ပင်ရှိမယ်ချိုးတစ်ပင်နဲ့ချမှာတော့တယ်နော်အဲ့ဒါကိုလေဒီမှာနော်အဲ့ဒါကိုလေကျမတို့လေးပြီးချစ်တယ်လို့ဆက်ချစ်မယ်ဆက်ချင်မယ်ကိုဆိုရင်ညာတပင်းထိုးမယ်နော်မနော်နှစ်ပင်စာလေးပင်တွင်ပြီးတော့မှ
ချစ်လိုက်တဲ့သဘောပဲအဲ့တော့ကျမတို့အခုဒီမှာတွေ့လာနော်လုတ်ပြလိုက်မယ်နော်ဆိုရင်ကျမတို့ချစ်ပြီးသွားပြီချစ်ပြီးသွားပြီဆိုရင်ဒီနှစ်ချောင်းကိုကျမတို့ဖြည်းဖြည်းချင်းဆွဲမယ်နော်ဒီဆိုရင်ဆွဲချုပ်လိုက်တယ်ဆိုရင်ကျမတို့ချီဖြတ်လို့ရပါပြီအဲ့တော့ချီဖြတ်တဲ့အခါမှာဆိုလို့ရှိရင်ချီကကျမတို့လက်နှလုံးလောက်ပေါ့နော်လက်နှလုံးလောက်နော်လက်နှလုံးလောက်ရှိလောက်ဖြတ်လိုက်ရပါပြီဒီချီကားလေချီကကျမတို့စီးရင်ချီရခါကြတော့ကျမတို့ဒီချီကိုမလွှင့်ပစ်ပါနဲ့ပြစ်လို့မပြစ်စရာမလိုပါဘူးဒီချီကိုနံရံကတ်ကလေးတွေဒီငမွေးတောင်လေးတွေပုံဖော်တဲ့ခါမှာဆိုလို့ရှိရင်ပြန်သုံးလို့ရတယ်နော်ကဲဒါကတော့ကျမအိတ်ပိတ်တဲ့မီးပဲဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့လူတွေအနေနဲ့တချို့လည်းကျွမ်းကျင်တဲ့လူတွေပါတယ်နော်တဲ့ဆိုလို့ရှိရင်ကျမတို့ဒီအိတ်ပိတ်တဲ့နီးမှာပို့ပြီးတော့မှအသုံးဝင်မဲ့နီးလန်းတွေရှိတယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကျမကိုကြံပြီးမျှဝေနိုင်ပါတယ်အဲဆိုအားလုံးလေ့လာနိုင်တာပေါ့နော်ဒီအဲ့တော့ဒါကအပြန်ဘက်ပေါ့နော်မလှတဲ့ဘက်ဖြစ်ပါတယ်အဲ့တော့ကျမအခုလှဘက်ကိုပြန်ပြီးပြောင်းပြန်နှံ့မယ်နော်ကျမတို့အလှဘက်နော် base ပဲဖြစ်ပါတယ်ပြီးတော့ကျမတို့ဒီဟဲ့ဒီပေါ်တော့ဒါကတော့အဲ့တော့ကျတို့ဒီရဲ့ပေးကိုထည့်ပြမယ်နော်ဒါကတော့ကျဒီရောထူတယ် backstage ရောကျမရဲ့ hourglass ပါနီခန်းကြီးနဲ့ပူပါတယ်ခန်းကြီးထည့်ထားတယ်brush ပါမယ်ပြီးရင်eyeshadow ပါမယ်ပြီးရင်မျက်ခုံးဝီးဆိုတဲ့အတန်လေးပါမယ်ပြီးမှန်ပါမယ်နော်ဒီမှာဗီဒီယိုကိုစာအရင်ကြည့်ဘူးရလို့ဆိုလို့ရှိရင်တော့ဒီမှာပါကျွန်တော်အိတ်ထဲမှာအဲ့လိုမျိုးပစ္စည်းတွေကိုအုံတိုင်းစေးပြီးတော့မထည့်တတ်ဘူးဒီလိုအိတ်ကလေးနဲ့နော်ဒါတော့ကျွန်တော်ရဲ့makeup တွေနဲ့ဟာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ပတ်စံအိတ်တော့နောက်တစ်ခုကတော့ကျွန်တော်လေးစီသုံးနေအမျိုးသမီးသုံးပစ္စည်းလေးတွေထည့်ထားတာစီရီတော့ကျွန်တော်မပေါဖြစ်ဒီအဖျားတိုင်းနဲ့ scan ဖြစ်ပါတယ်တစ်ခုကတော့ကျွန်တော်chargerနော်ဒီမှာမင်းနဲ့ကပ်ပြီးပါနော်ဒါဆိုရင်ကျွန်မနေ့စဉ်သုံးအတွက်လုံးသုံးအတွက်ဒါနေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေထည့်ထားဖြစ်ပါတယ်အဲ့ဒီထဲမှာလည်းကျွန်မmakeup pouch ထည့်မယ် makeup pouch ထည့်မယ်ပြီးတော့ကျွန်မရဲ့ပတ်စံ
ရင်ထားလိုက်တယ်ရေဘူးလေးနဲ့ထည့်မယ်နော်ရေဘူးလေးထည့်မယ်ပြီးတော့ဒါနဲ့တောင်းမစကန်ဒါတော့ဒါနော်ဒီမှာiPad ထည့်လို့ရသေးတယ်ဒီ telephone အဲ့တော့တကယ်လို့မှကျွန်တော်အဲ့ကိုချမ်းလေးထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းအဲ့တော့ဒီအိတ်ကလေးမှာဆိုလို့ရှိရင်ကျွန်မဒီပေါပေါမှာချမ်းလေးတခုထည့်ထားရပေါ့နော်အဲ့ဒါဒီလိုလဲသုံးလို့ရတယ်နောက်တစ်ခုကဒီချမ်းကိုတော့လက်ကင်ကတစ်သားဆိုတဲ့ခါကျတော့ gold heart ဝယ်ဒီ gold color လေးနဲ့လည်းလာရနော်ဆိုတော့ကျွန်တော်တို့ဒီလိုလေးနဲ့လည်းလာရနော်ဆိုတော့ဒီပုံပုံလေးနဲ့လည်းချမ်းလေးနဲ့လည်းလာ